အဲ့တော့ဒီပုစာမှာကျတော့ကုန်းပုံစံလေးကိုပေးထားတယ်ဒါဆိုဒီကောင်လေးကဒါ radius ရှိမှာပေါ့ radius ဒီကောင်က h လို့ပေးထားတယ်ဒီကောင်ရဲ့အပေါ်ကနေအောက်ကိုထောက်မှတ်ဆွဲလိုက်တယ်ဆိုရင်ဒီ30 degree 60 degree ကိုတစ်ဝက်ဝက်လိုက်တော့30 degree ဆိုပြီးတော့ပေါ်သွားမယ်ဒီမှာပေးထားတဲ့ unit လေးတွေကိုဖတ်ပြီးတော့သူဘာပေးထားလဲဆိုတော့ရေးထည့်ရမယ် rate ကိုပေးထားတယ်ဆိုတော့ဒါ differential ရဲ့တန်ဖိုးcentimeter cube per second ဆိုတော့ centimeter cube ဆိုတော့ volume ကိုပေးထားတာဒီပေးထားတာလေးက dv by per second မလို့ dt dv by dt 0.2 ဆိုတာကိုပေးထားပြီအဲ့တော့နံပါတ် A show that h ကိုရှာရမှာအဲ့တော့ dv by dt ကိုပေးထားတယ် h ကိုရှာမယ်ဆိုရင် dv by dt ကနေပဲစာရေးလိုက်မယ် dv by dt equal to 0.2ဒီဘက်ကို integrate လုပ်လိုက်လို့ရှိရင်ဒီဘက်ကိုလည်း integrate လုပ်လိုက်တာဘာနဲ့လုပ်လိုက်တာလဲဆိုတော့ dv dt နဲ့လုပ်လိုက်မယ်နော်ဒါကြောင့်မှဆရာမတို့က v ဆိုတဲ့ဟာကိုရသွားမယ် volume ကိုရသွားမယ် volume v equal to 0.2 t ဆိုတဲ့ဟာလေးကိုရသွားမယ်ဒါဆိုဒီပုံလေးကနေမှသွားပြီးတော့ကြည့်လိုက်မယ်30 degree ကနေကြည့်မယ်ဆိုရင် opposite ရဲ့ဒီဘက်ကကျတော့ဒီမှာသူ h လို့ပေးထားတဲ့ဟာရှိတယ်ဒါက30 degree ကနေကြည့်လိုက်ရင်ဒါ adjacent ဖြစ်နေတယ်အဲ့တော့ tan 30 equal to tan ဖြစ်သွားမယ်နော် opposite နဲ့ adjacent နဲ့ရှိတာမလို့ tan 30 equal to opposite by adjacent ဒါလေးကိုရှိထားပြီအဲ့ဆိုဆရာမတို့ကဒီ h လေးကိုပုံသင်နည်းက r လေးကိုထုတ်ထားလိုက်မယ်r equal to h tan 30 tan 30ကို calculator နဲ့နှိပ်ထားရင် √3 by 3ဆိုတဲ့ဟာလေးကိုရမယ်အဲ့တော့ volume ကဆရာမတို့အခုကကုန်းရဲ့ volume ကပုံသင်နည်းနဲ့သိရတယ်1 by 3 by r square h ဆိုတာလေးကိုသိထားပြီအဲ့ဆိုခုနကဆရာမတို့ဒီမှာရှာထားတဲ့ r ရှိတယ်ဒီ volume ကလည်းဘယ်လောက်တဲ့လဲအပေါ်မှာရေးထားတယ် v ရဲ့တန်ဖိုးက 0.2t ဆိုတာရှိတယ်ဒါလေးကိုအစားထည့်လိုက်မယ် 0.2t ရှိတယ်1 by 3 by r နေရာမှာ h √3 by 3 square h ဒါလေးတွေရှိမယ်ဒါဆိုဒါလေးတွေကိုရှင်းလိုက်မယ်ဆိုရင်ဒါ3ဆိုတော့ကြည်သွားမယ် square ဆိုတော့9ကျန်ခဲ့မယ် pi by 9 h cube ဆိုပြီးကျန်ခဲ့မယ်ဒီဘက်မှာ 0.2t ရရှိတော့မှာဒါဆိုဆရာမတို့သူမေးထားတာ h ကို t ပါတဲ့ equation နဲ့မေးထားတာပေါ့မှာ show that ထဲမှာနော် h နဲ့ t နဲ့ပဲရှိတယ်ဆိုတော့ဒီမှာဒါကိုဟိုဘက်ကိုပို့လိုက်တော့မယ် h ကိုထားခဲ့ရင်ဒီကောင်ကို 0.2 နဲ့9နဲ့ကိုညှောင်းလိုက်9 by 5ဆိုပြီးတော့ရတယ်9 by 5 pi ကဒီကိုလာရင်စားမှာ t ဒါလေးရှိတယ်ဒါဆိုရင် h ကျူကိုလိုချင် 2 root of 9t by 5 pi ဆိုတာရသွားပြီသူလိုချင်တဲ့ဟာလေးရသွားပြီနော်အဲ့ဒါလေးရသွားရင်ဒါ9မှတ်ရပါပြီပြီးသွားရင် surface area ပြောထားတယ် increasing ဖြစ်နေတယ် constant rate p centimeter square အဲ့တော့ p ဆိုတာကဘာကိုပြောရလဲဆိုတော့ surface area ကိုပြောချင်တာပေါ့1 t equal to 6မှာတဲ့အဲ့တော့ t equal to 6ဖြစ်တယ်လို့လည်းပြောထားတယ် surface area ကိုပြန်ရှာမယ်အဲ့တော့ area ကဒီမှာ
surface area pi by square ဒါနံပါတ် B ကိုတွက်မယ် surface area pi r square pi r square pi r ခုနကတော့ဆရာမတို့ရှာထားတာရှိတယ် h r က h root 3 by 3ဆိုတဲ့ဟာလေးကိုရှာထားတယ် the whole square ဒါလေးရှိတယ်အဲ့တော့ဒါလေးကိုဖြန့်ထားလိုက်ရင် pi by 3h square ဆိုတာရမယ်အဲ့ဒါဆိုရင် area ကို h ပါတဲ့ဟာနဲ့ရနေပြီเนาะသူလိုချင်တာကဘာလဲဆိုတော့သူလိုချင်တဲ့ unit ကိုသွားပြန်ဖတ် unit ကိုသွားပြန်ဖတ်ရင်ဒါဘာကိုမေးရလဲဆိုတော့ dA by dt ကိုလိုချင်တာဟုတ်ပြီเนาะဒါဆိုတော့ဆရာမတို့ equation ဖွဲ့ကြည့်ရမယ်ဒီမှာ dA တော့ရပြီဘာလိုက်ရမှာလဲဆိုတော့ h အလိုက်ရမှာ dA by dh အဲ့တော့ pi by 3 power ကိုရှေ့ကိုချ power 1 short เนาะဒါ dA by dh ကိုရထားတယ်အဲ့တော့ 2 by 3 by h ပေါ့ပြီးသွားရင်အပေါ်မှာဆရာမတို့ volume ရှိထားပြီးသား volume ကိုဒီဟာနဲ့ရှိတယ်ဆိုရင် volume ကို h နဲ့ဟာလည်းရှိတယ်เนาะဒီမှာကြည့်လိုက်လို့ရှိရင် volume အဲ့တော့ volume ကဒီမှာ pi by 9 h cube ဆိုတာရှိတယ်เนาะဒီဘက်တစ်ချမ်းလေးကိုကြည့်လိုက်ဒါ volume ကို h ကြီးပဲပါတဲ့ဟာကိုလို့ချင်အဲ့တော့ pi by 9 h cube ဆိုတော့ h နဲ့လုပ်လိုက်ရင် pi by 9 3h square ဖြစ်သွားတယ်ဒါကြောင့် volume က pi by 3h square ဆိုတာလေးရှိနေပြီအခုအဲ့ဆိုရင်ဆရာမတို့ dA by dt လို့ချင်ဘာတွေရှိလဲကိုပြန်ဖွဲ့စည်းကြည့်မယ် dA by dh ရှိတယ်ဒါတစ်ခုပါသွားပြီ dh by dv เนาะဒီကောင်ပြောင်းပြန်လှန်လိုက်လို့ရှိရင်ရမယ်ဒါဆိုဒါနဲ့ကြည့်သွားတော့ dA by dv ပဲရှိသေးတယ်နောက်တစ်ခုဘာရှိသေးလဲဆိုတော့ဆရာမတို့မှာအပေါ်မှာ dv by dt ဆိုတာရှိပြီးသားလေးရှိတယ်ဒီမှာ dv by dt 0.2 ဆိုတဲ့ဟာရှိပြီးသားเนาะအဲ့တော့ dv by dt ဆိုတာလေးရှိတယ်ဒါဆိုရင်ဒါကိုအကျန်းအနေနဲ့ကွက်နှစ်ခုခြေကြည့်လိုက်dh dv dv ဆိုတော့နောက်ဆုံးမှပါရလာလဲ dA by dt ဆိုတော့ဒါ formula ဖွဲ့စည်းတာမှန်သွားပြီဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဘာတွေထည့်မှာလဲဆိုတော့ကြည့်ရအောင် dA by dh နေရာမှာ2 by 3 by h ထည့်တယ် dh by dv ကဒါပြောင်းပြန်ဖြစ်နေတော့သူ့ကိုပြောင်းပြန်လှန်ပြီးတော့မှထည့်လိုက်မယ်3 by pi h square ဒီကောင်ကျတော့ dv by dt ခုနကကြည့်တာ 0.2 ဆိုတဲ့ဟာလေးရှိတယ်ဟုတ်ပြီနော်ဒါဆို pi နဲ့ h တစ်လုံးကြည့်သွားတယ်3နဲ့ကြည့်တယ်ဒါဆိုရင်သူက 0.4h ဆိုပြီးတော့ရတယ်ဟုတ်ပြီအဲ့ဒါပြီးသွားတဲ့အခါမှာ तू ကပေးထားတာ t ပေးထားတယ်ဆရာမတို့မှာခုနကထွက်လာတဲ့ formula ကဘာပဲရှိနေတာလဲဆိုတော့ h ပဲရှိနေတာဒါဆို t နဲ့ h နဲ့ကို link ရှိသလားပြန်ကြည့်လိုက်မယ်ဆိုတော့အပေါ်မှာရှာပြီးသားပုံသဏ္ဍာန်ရှိတယ်နော်အဲ့တော့ t ကဘယ်လောက်လဲ6လို့ပေးထားတာ h က 2 root of 9t by 5 by ဆိုပြီးပေးထားတယ်ရှာခဲ့တာလေ9t နေရာမှာ5 by ဒါလေးကို calculator နှိပ်လိုက်ရင်ဖြေရလိမ့်မယ်2 of 9t by 5 by အဲဆိုရင်သူက 1.50923 ဒါလေးရတယ်အဲ့ဒါကိုအစားသွင်းလိုက်မယ်သူကဘယ်လောက်ယူခိုင်းတာလဲဆိုမှကြည့်လိုက်အောင်3 significant ယူခိုင်းတာ b ရဲ့တန်ဖိုး
ထို့ကြောင့် P equal to dA by dt equal to 0.4 by 1.50923 ပေါ့နော်ဒါလေးကိုတွက်လိုက်ခုနရလာတဲ့ answer ဒီတိုင်းထားပြီး 0.4 အစား answer ဆိုပြီးနှိပ်လိုက်ရင် 0.23265 ဒါလာရတယ်3 significant figure ဆိုရင်ဒီလောက်နဲ့ရက်လို့ရပါပြီဒီပုံစံလေးကတွက်ရတာတော့နည်းနည်းလေးစဉ်းစားရပါတယ်ဒီလိုအဆင့်လေးပါတယ် h ရပါမယ် t ကိုပေးထားတယ်နောက်ဒီလို formula လေးကိုရအောင်စဉ်းစားတတ်ရတယ်သူပေးထားတဲ့ပုံကနေ structure ကိုကြည့်တတ်ရတယ်ပြီးသွားရင်ဒီမှာ formula မရရအောင်သက်သေပြတဲ့အပိုင်းရှိတယ်ဒီအောက်ပိုင်းလေးเนาะဒီ formula သက်သေပြပြီးတာကနေဒီအောက်ပိုင်းလေးဒီလောက်လေးပဲနည်းနည်းလေးပဲတွက်ရတာပါရှင်းမှတ်ပါကျေးဇူးတင်ပါတယ်